အားလုံးပဲမင်္ဂလာပါရှင်မမီကေရဲ့မိဖို့ချောင်လေးကနေကြိုးဆိုပါရနော်ဒီနေ့ကေတို့လိုမျိုးဘီဂနာသမားတွေအတွက်လေအလွယ်ဆုံးလေးနဲ့အလှဆုံးလေးဖြစ်မဲ့ပုံစံလေးကိုလုပ်ပြမယ်နော်ဒီနေ့ကလေ Happy Weekend Friday လေးဆိုတော့လေအလွယ်ဆုံးလေးကိုပဲကေပြင်ပေးဖြစ်တယ်ရှင်မိတွေကလည်းခဏခဏပြတ်တော့ဒီနေ့ပုံသွင်းမှုဘန်တို့ပုံလေးတွေလုပ်ဖို့လေ mood on မနေဘူးပေါ့နော်အဲ့ဒါနဲ့ပဲကေကဒီနေ့ကိုအလွယ်ဆုံးလေးဖြစ်အောင်လို့စဉ်းစားလိုက်တယ်ပေါ့နော်ကေတို့ငယ်ငယ်ကလေစားခဲ့တဲ့ဝီစုပ်ခဲ့တဲ့ပန်းလေးကြီးလည်းထည့်ပြီးတော့အသုံးပြုထားတယ်ရှင်ငယ်ဘဝအမှတ်တရလေးကိုလည်းပြန်ပြီးတော့အမှတ်ရသွားတာရယ်ပြီးတော့သမီးလေးကိုလည်းမမေတို့ငယ်ဘဝရဲ့အကြောင်းလေးကိုသိစေချင်တဲ့အတွက်ဒါသမင်းပုံဖော်နေနဲ့ကေတို့ငယ်ဘဝဖြတ်တန်းခဲ့တဲ့အရာလေးတစ်ခုကိုလည်းထည့်သွင်းထားတယ်ပေါ့နော်အယုံဆုံးကေတို့လို beginner သမားတွေလေလွယ်လွယ်ကူကူလုပ်လို့ရအောင်လို့ဒီဒီဇိုင်းလေးကိုအလွယ်ကူဆုံးလေးဖန်တီးထားရပေါ့နော်အယုံဆုံးကေက plastic ဝက်လေးတွေကိုcherry ပင်လေးရဲ့ပုံထည့်မယ်ပေါ့နော်ပင်စီကိုကြတော့ကေကရေညှိလေးနဲ့လုပ်ပြီးတော့ဒီအပင်မာကြီးကိုကြတော့ဒီပုံလေးလုပ်မယ်ပေါ့နော်အယုံဆုံးအောက်ခံ base အပြားကိုဒလိန်တုံးလေးနဲ့လှိမ့်ပြီးတော့အောက်ခံ base အတွက်ကိုဒါဖန်တီးနေရပါတော့ဒီပုံလေးကလေအရန်လွယ်တယ်အရန်လွယ်ကူတယ်ပေါ့နော်ဒီကာလာအတွက်ကိုကေကငကမောက်တီးနဲ့လုပ်တယ်ပြီးတော့ဒီ base အောက်ခံမြက်ခင်းပုံစံကိုကြတော့ဖူကာလာကိုသုံးတယ်ပေါ့နော်အောက်ခံမြက်ခင်းပုံကြတော့ဖူကာလာသုံးတယ်ပင်မာကြီးအတွက်ကိုကြတော့ပင်စီအတွက်ကိုကြတော့ကေကရေညှိပြားလေးနဲ့သူ့ရဲ့ပင်စီလုပ်လိုက်တယ်ပေါ့နော်ပြီးတော့ထမင်းလေးတွေလိုက်ဖြူလိုက်တယ်ရှင်ကဲအခုဆိုရင်တော့ cherry ပင်လေးပုံစံလေးပေါ်လာပြီပေါ့နော်ပြီးတော့ကေကအကိုင်းခက်ကလေးတွေလေတစ်ပင်ရဲ့အကိုင်းခက်လေးတွေအတွက်ကိုရေညှိလေးတွေကိုအခုလိုမျိုးလေးပေါ့နော်အကိုင်းခက်လေးပုံစံမျိုးလေးလုပ်လိုက်တယ်ရှင်အကိုင်းခက်ကလေတပြေးလေးဆိုရင်လေမလှဘူးလေအကိုင်းခက်လေးတွေကိုလေအောက်ကကြီးလေးနဲ့အပေါ်ကိုရှူတက်သွားတဲ့ပုံစံမျိုးလေးတကယ်တစ်ပင်နဲ့တူအောင်လို့လေတက်ကြီးလေးနဲ့တခြားဖြတ်တယ်ပေါ့နော်အကိုင်းခက်လေးတွေကိုလည်းလေသူ့နေရာလေးနဲ့သူစီလေးတခြားထားမယ်ပေါ့နော်ဒီတစ်ပင်ပေါ့နော်ဒီ cherry ပင်လို့နာမည်ပေးထားတဲ့ဒီတစ်ပင်လေးကလေလွယ်ပြီးတော့အချိန်လည်းအများကြီးမပေးရဘူးပေါ့နော်ကေဆိုရင်10မိနစ်15မိနစ်လောက်နဲ့ဒါပြီးတယ်ပေါ့နော်အဲ့တော့ကေတို့လို beginner သမားတွေကိုပြောချင်တာကလေဒီ bando lunch box ကလေ idea ရရင်ရတယ်လို့ထွင်တဲ့အခါကျရင်အချိန်အများကြီးမပေးရတဲ့လွယ်ကူတဲ့ဟာလေးတွေပြီးတော့တို့ဘာခေါ်လဲကတ်တာတွေမိုးတွေဝယ်စရာမလိုပဲနဲ့တုံးလို့ရတဲ့ဒီဇိုင်းလေးတွေအများကြီးရှိရပေါ့နော်ကေနောက်ပိုင်းနေကြရင်လေကေတို့ beginner သမားတွေလိုက်လုပ်လို့လွယ်အောင်လုပ်ပြမယ်ပေါ့နော်ကေကတော့ဒါလေးကိုလုပ်နေနေလေအမှုပညာလက်မှုပညာတစ်ခုလို့စိတ်ထဲမှာထင်မိတယ်ပေါ့နော်စိတ်ကိုလည်းငြိမ်နေပြီးတော့ရင်ခုန်မှုကောင်းတယ်ပေါ့နော်ဘာလို့ဆိုတော့နိုင်လေးတကြီးနဲ့မမီမာဆိုးလို့လောက်ရတာကြီးလည်းရှိတော့လေရင်ခုန်မှုလည်းကောင်းတယ်ပြီးတော့ကိုသမီးလေးចောင်းထမင်းညိုင်ကောင်းအောင်စားလာပြီးတော့မမေလှုပ်ထားတာလေးကချစ်ဖို့ကောင်းလိုက်တာလို့ပြောခံရရင်လည်းအရင်ပြောဖို့ကောင်းတယ်ပေါ့နော်ဒါကတော့ကေတို့ငယ်ဘဝလေးတုန်းကလေဝီစုပ်ပြီးတော့စားခဲ့တဲ့ပန်းလေးပေါ့နော်ဒီပန်းလေးကိုတီးကြမယ်လို့ထင်ပါတယ်ပုံမြေပန်းလေးပါရှင်ဒါကတော့အင်ရှိကနေပြီးတော့တွားခူးထားတာပေါ့နော်ပုံမြေပန်းလေးတွေကို cherry ပွင့်လေးတွေကြွေကြတဲ့ဒီဇိုင်းမျိုးလေးဖြစ်အောင်လုပ်မှာပေါ့နော်တကယ်တော့ဒီနေရာမှာကလေအသားပြားနဲ့လောက်ကမှာအသားပြားကိုကတ်တာလေးနဲ့ဖြတ်ပြီးလောက်ကမှာဂိတ်မှာကတ်တာလည်းမရှိဘူးအသားပြားလည်းအစင်လည်းမရှိတဲ့အတွက်ဂေကလွယ်လင်းတကူပေါ့နော်ကလေးကိုလွယ်လင်းတကူလည်းဖြစ်အောင်ရယ်အနီရယ်လည်းမဖြစ်အောင်ဆိုပြီးတော့ဒီကေတို့ငငယ်ဝီစုပ်တဲ့ပန်းလေးပေါ့နော်ဒီပန်းလေးရဲ့အထဲမှာရှိတဲ့ညာရန်လေးရအရေးလေးတွေကိုစုပ်ပြီးတော့စားရတယ်ပေါ့နော်ပြီးတော့ဒီပန်းအပင်ကနေပြီးတော့တီးတဲ့အသီးလေးတွေကိုပန်းသီးလို့ခေါ်ပြီးတော့အဲ့အသီးလေးတွေမှဲ့လာပြီးဆိုရင်လည်းစားရတဲ့အရာဒါကေတို့ရဲ့ငယ်ဘဝပေါ့နော်ခုခေတ်ကလေးတွေတော့တီးတော့မှမထင်ဘူးပေါ့ဒါတို့19ဘုန်းနေပဲတည်မှာပေါ့ကေက93မွေးတာဆိုတော့လေ
နိုင်ဘူးနေရဲ့ဒါငယ်ဘဝအမှတ်တရလေးတွေကိုတမီးသိရအောင်ဆိုပြီးတော့ပြန်ပြီးတော့ဖန်တီးပေးထားတာပေါ့နော်ချယ်ရီပန်းနဲ့အစားထိုးပြီးတော့ပေါ့နော်ကဲခုဆိုရင်တော့ချယ်ရီပန်းလေးရသွားပြီပေါ့နော်ချယ်ရီပန်းလေးရသွားပြီပေါ့ကဲရဲ့လက်ရလေးတွေကဲဟင်းချက်ပြတာလေးတွေကိုကြည့်ပြီးတော့လေအမြဲတမ်းအားပေးပြီးတော့အမြဲတမ်းချစ်ပေးတယ်အမြဲတမ်းကွန်မန့်လေးတွေဝင်ရေးပေးတဲ့အတွက်လေကျေးဇူးအများကြီးတင်ပါတယ်နော်လိုအပ်တာလေးရှိရင်လည်းလေကွန်မန့်လေးနဲ့ဝေဖန်ထောက်ပြပေးပါအောင်နော်အဆုံးထိကြည့်ပေးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်